အောင်မြင်မှုရဲ့အထုထိပ်ကိုရောက်သွားပြီးရဲ့အခါရရှိလာမယ့်ဆိုးကျိုးကဘာတွေဖြစ်မလဲအားလုံးပဲမင်္ဂလာပါရှင်မီရှယ်လင်စတာဆိုတာစားတောက်ဆိုင်လောကရဲ့အမြင့်ဆုံးဂုဏ်ပြုဆုဖြစ်ပေမဲ့ဒီကျဲပွင့်ရဲ့နောက်ွယ်မှာတော့ကြီးမားတဲ့ပိတ်ဆက်မှုတွေကြုံတွေ့ရနိုင်တဲ့ဆိုးကျိုးတွေလည်းကပ်ပါလာတတ်ပါတယ်ရှင်ဒါကိုနိုင်ငံတကာစားတောက်ဆိုင်လောကမှာမီရှယ်လင်ကျင်းစာလို့တောင်တင်စားခေါ်ဝေါ်ကြပါတယ်ရှင်ဆိုင်တဆိုင်ဟာကျဲပွင့်ရပြီးရနဲ့ဝင်ငွေတိုးလာတာမှန်ပေမဲ့အဲ့ဒီကျဲဝင့်ကိုဆက်ထိန်ထားဖို့အတွက်ဆိုင်ရဲ့ decoration ကိုအဆင့်မြင့်တင်ခြင်းတနည်းအားဖြင့်အရေးအသွေးပိုင်းစစ်ဆေးနိုင်တဲ့ကျွမ်းကျင်ပညာရှင်သပွဲထိုးနဲ့မိဖို့ချောင်ဝန်ထမ်းအင်အားထပ်တိုးရခြင်းအစရှိတဲ့အတုံးစိတ်တွေကိုပိုများသွားတဲ့အတွက် profit margin ဆိုတဲ့အမြတ်ငွေကကျဆင်းသွားတတ်ပါတယ်။နောက်တစ်ခုကယနေ့အချိန်ထိဆိုင်တော်တော်များများကြုံတွေ့ရတဲ့ပြဿနာပါပဲ။အဲ့ဒါကတော့ကျဲဝင့်ရလို့အောင်မြင်သွားတဲ့နောက်မှာအစာအုပ်ပိုင်ရှင်တွေရဲ့လာစာတိုးတောင်းခြင်းပဲဖြစ်ပါတယ်ရှင်။စားသုံးသူတွေအနေနဲ့လည်းတာမန်ဆိုင်တစ်ဆိုင်အနေနဲ့အမှားယွင်းလေးတွေကိုတီးခန့်ခွင့်လွှတ်ပေးမယ်။ကျဲဝင့်ရပြီးရဲ့နောက်မှာတော့အနည်းငယ်တော့လွဲချော်မှုလေးတွေကိုတော့ခွင့်မလွှတ်တတ်ကြပဲဘတ်ရဗီလေးတွေပေးတတ်ကြပါတယ်ရှင်။ဆိုင်နာမည်ကြီးသွားတဲ့အခါနိုင်ငံတကာဧည့်သည်တွေနဲ့ပြည်နေလိုပဲဖြစ်ဖြစ်ဈေးနှုန်းအရန်မြင့်သွားလိုပဲဖြစ်ဖြစ်ပုံမှန်ဖောက်တဲ့ဆုံးရှုံးရမှုတွေကြုံရနိုင်ပါတယ်ရှင်။စပူမှုတရားအနေနဲ့ကျဲဝင့်ရပြီးရဲ့နောက်မှာအဲ့ဒီနေရာကိုထိန်းသိမ်းရတဲ့ဖိအားတွေရှိလာပါတယ်ရှင်။ကျဲပွေးရစပူမှုတယောက်အတွက်ကတော့အမြဲတမ်းပြည့်စုံနေရမယ်ဆိုတဲ့ဖိအားကသူ့ရဲ့ဖန်တီးနိုင်စွမ်းကိုတက်နေတယ်လို့ခံစားရပါတယ်ရှင်။ဒါတင်မဲ့လားဆိုတော့မဟုတ်သေးပါဘူး။ကျဲပွေးရသွားတဲ့နေ့ကစပြီးဒီကျဲပွင့်ပြန်သိမ်းခံရမလားဆိုတဲ့စိုးရိမ်စိတ်ဆိုင်နဲ့ဝင်လာတဲ့ဧည့်သည်တွေထဲမှာမီရှယ်လင်စစ်ဆေးမှုများပါနေမလားမင်းတို့အတစ်တကူဖန်တီးချင်ရင်တော့ဒီအရာကိုစစ်ဆေးမှုကကြိုက်ပါမလားအစရှိတဲ့စိုးရိမ်ပူပန်မှုတွေနဲ့နေ့စဉ်ဖြတ်တန်းရင်စပူမှုကဖန်တီးသူတယောက်လိုမဟုတ်တော့ပဲကျဲပွင့်ထိနေရတဲ့ဆက်ရုပ်တရုပ်လိုဖြစ်သွားတတ်ပါတယ်ရှင်တကယ်တော့မီရှယ်လင်စတာဆိုတာအသွားနှစ်ဖက်ပါတဲ့တန်လဲလိုပါပဲရှင်အောင်မြင်မှုရဲ့အရာကချိုးမြင်ပေမဲ့အဲ့ဒီအောင်မြင်မှုအတွက်နေ့စဉ်နဲ့အမျှထိမ့်သိမ်းနေရတဲ့ဝင်တို့ဝင်ပိုးတွေအတွက်ချက်ခိုင်တဲ့စိတ်ဓာတ်နဲ့စနစ်တကျစီမံခန့်ခွဲနိုင်စွမ်းရှိနေဖို့လိုအပ်နေကြောင်းနောက်ပိုင်းတွေမှာလည်းထူးခြားတဲ့စပူမှုတွေအကြောင်းကိုစောင့်မျှော်ရင်းသိချင်တာလေးရှိရင်လည်း comment မှာရေးပေးခဲ့ကြပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်